Assalamualaikum warahmatullahi wabarakatuh အခုမှကြောက်စားလုံးမဲ့မိတ်ဆွေတွေကြောက်ကိုအခုမှစပြီးလုံနေတဲ့မိတ်ဆွေတွေကြောက်လောကတွေအခုမှစပြီးဝင်တဲ့မိတ်ဆွေတွေဒီဗီဒီယိုမဖြစ်မနေအဆုံးထိကြည့်ပြီးသွားကြပါဗျကျွန်တော်နာမည်နိုင်ဝင်းမှာဖားကန်တိုင်းရဲ့ကြောက်စင်းရောင်းဝယ်ရပါဗျနော်အခုမှကြောက်စားလုံးမဲ့မိတ်ဆွေတွေကကြောက်လုံးမဲ့ဆိုလို့ရှိရင်ကြောက်ကိုအလောင်းကစားစိတ်ဓာတ်နဲ့လုံးမယ်ဆိုလို့ရှိရင်ဥမာအလောင်းကစားစိတ်ဓာတ်ဆိုတာဗျာကျွန်တော်တို့ကြောက်ကိုအလောင်းကစားတစ်ခုလိုသဘောထားပြီးလုပ်တာပါဗျာကြောက်ကိုဝယ်ပြီးရင်ကြောက်တိုင်းကိုဝယ်မယ်၊ကွာမယ်၊ဖြတ်မယ်၊ဖဲ့မယ်၊ရိုက်ဖဲ့မယ်အဲ့လိုမျိုးပေါ့ဗျာအဲ့လိုအလောင်းကစားဆန်ဆန်လုပ်မယ်ဆိုလို့ရှိရင်တော့ရှိသမျှကုန်မှာပါတော့ကုန်မှာပဲကျွန်တော်တို့လည်းအရှင်းမှာကျွန်တော်အများကြီးကျွန်တော်မြင်တွေ့ဘူးလေကြောက်စလုံးကိုဝယ်လိုက်မယ်ဆိုလို့ရှိရင်မန်းပါတိုင်းအောင်မယ်ထင်တဲ့လူတွေကြောက်မျိုးကောင်းတိုင်းအောင်မယ်ထင်တဲ့လူတွေအဲ့လိုလူတွေအကုန်လုံးလက်ရှိရှင်းမှာလစ်သွားတာတွေအများကြီးပဲအဲ့တော့ကြောက်လုံးမယ်ဆိုလို့ရှိရင်ကြောက်ကိုအလောင်းကစားလူသဘောထားပြီးတော့အလောင်းကစားဆန်ဆန်လုံးမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှကြောက်ရဲ့အကျိုးမြတ်ကိုခံစားမှာမဟုတ်ပါဘူးဗျကျွန်တော်တို့အများကြီးတပါကြတဲ့ကြောက်ဆရာကြီးတွေကြောက်ဆရာသမားတွေကျွန်တော်တို့အများကြီးကျွန်တော်တို့တင်ပေးထားတာတွေရှိတာပေါ့ဗျာကြောက်လုံးမယ်ဆိုလို့ရှိရင်ပုံမှန်လေးအယောင်းဝယ်လုံးနိုင်အောင်ကြိုးစားမှာပုံမှန်လေးရောင်းဝယ်လုံးနေနဲ့ပုံမှန်လေးအမြဲရနေပြီဆိုရင်ကြောက်အောင်မလို့ပါဘူးကြောက်အောင်မကြောက်ဆိုတာအချိန်တက်လို့ရှိရင်ကိုရှိကိုရောက်လာမှာပဲကိုအတွက်ဘုရားသခင်တတ်မှတ်ထားတဲ့ကိုအောင်မိုးရှိတယ်ဆိုလို့ရှိရင်ဘုရားသခင်ကိုတတ်မှတ်ထားတဲ့ကြောက်ကကိုရှိကိုမုတ်ချရကန်ရောက်လာမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဝယ်တဲ့ကြောက်တိုင်းကိုအောင်မဲနောက်လိုက်နေတယ်ဝယ်တဲ့ကြောက်တိုင်းကိုမန်းပါတိုင်းကြောက်မျိုးကောင်းတိုင်းကိုရမယ်ဖြတ်မယ်အဲ့လိုအောင်ကျင်နေရဆိုလို့ရှိရင်အခုနကျွန်တော်ပြောတဲ့အလောင်းကစားဆန်ဆန်လုပ်တယ်အလောင်းကစားစိတ်ဓာတ်နဲ့လုပ်တယ်ဆိုတာဒါမျိုးကိုပြောတာပါဗျာကြောက်တိုင်းကိုအောင်ကျင်တယ်ဝယ်တဲ့ကြောက်တိုင်းကိုကြောက်မျိုးကောင်းတိုင်းမန်းပါတိုင်းကွာလို့ရမယ်ဖြတ်လို့ရမယ်ထင်ပြီးတော့ကွာနာတွေဖြတ်တာတွေအားမျိုးတွေကတော့ပါတလောက်ကုန်မှာရှိတလောက်ကုန်မှာအဲ့လိုမျိုးအလောင်းကစားဆန်ဆန်လုပ်ခဲ့မယ်ဆိုရင်တော့ကြောက်ကတော့ပါတလောက်ကုန်မှာရှိတလောက်ကုန်မှာပဲနော်အားလေးကျွန်တော်ပြောပြချင်တာဗျာကျွန်တော်တို့ကိုနိုင်ဝင်းမှာဖားကန်တိုင်းရဲ့ကြောက်စုံရောင်းဝယ်ရပါဗျာနော်ကျွန်တော် online ပေါ်မှာကြောက်တွေကျွန်တော် Facebook account နိုင်ဝင်းချိန်လိုက် account မှာလည်းကျွန်တော်နေ့စဉ်ကြောက်တွေတင်ပေးပါတယ်ကျွန်တော်ဒီ TikTok account မှာလည်းကျွန်တော်နေ့စဉ်ကြောက်တွေတင်ပေးပါတယ်ဗျာနော်အခုမှကြောက်စားလုံးမဲ့မိတ်ဆွေတွေရောအရင်မိဟောင်းများအားလုံးကြောက်တွေယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးကြပါလို့နော်ကျွန်တော်လက်ကြီးပပစားလေးနဲ့ပဲကျွန်တော်မျှပေးတာပါဗျာနော်ကျွန်တော်အရေးတွက်နဲ့ပဲစားတာပါဗျာကြောက်ကိုဒီချိန်ကဘယ်မှဈေးကွက်ကမကောင်းတဲ့အချိန်ဆိုတော့အမျက်တွေအများကြီးယူလိုက်ရင်ဝယ်လက်တွေကအကုန်လုံးကမျက်ရှင်လိုလောက်တာဆိုတော့မမျက်ဘူးဆိုလို့ရှိရင်ကျွန်တော်ရှိရရင်လည်းဘယ်သူမှဝယ်မှာမဟုတ်တော့ဘူးဗျာနော်အားလုံးပဲမင်္ဂလာပါဗျာနော်ကျေးဇူးတင်ပါတယ်ဗျာ